ဒါအပြင်လက်နက်ကင်ဖွဲ့တွေဟာလုပ်ငန်းရှင်တွေကိုတူးဖော်ထုတ်လုပ်ပြီးသားမြေကွက်တွေကျင်းဟောင်းတွေကိုပြန်ပြုပြင်ဖို့နဲ့ပြုံးတီးသွားတဲ့တစ်ပင်တွေပြန်စိုက်ပျိုးဖို့ကိုဖိအားပေးညွှန်ကြားတာမျိုးမရှိကြပါဘူး။တနိုင်းမြို့နယ်ကျေးရွာတွေမှာရွှေတူးဖော်ရေးလုပ်ငန်းတွေများပြားလာတာကြောင့်မူရင်းမြေကျန်တွေနှဲပါလာပြီးဖို့မြေတွေသာရှိတော့တဲ့အခြေအနေနဲ့ရင်ဆိုင်လာကြပါတယ်။ဒီလိုဖို့မြေတွေကြောင့်တနိုင်းဒေသမှာရွှေတူးဖော်ရေးလုပ်ငန်းတွေမရှိတော့ရင်ဒေသခံတွေအတွက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နိုင်မဲ့အခွင့်အရေးဆုံးရှုံးသွားတော့မှာပဲဖြစ်ပါတယ်။ရွှေတူးဖော်ရေးလုပ်ငန်းတွေဟာတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာသလိုမော်တစ်ခုစလုပ်ပြီးဆိုတာနဲ့လူစီကားလာပြီးဒေသအသီးသီးကလူတွေကဒီဒေသကိုလာရောက်လုပ်ကိုင်ကြပါတယ်။ရွှေတူးဖော်သူတွေဟာကမ်းပါးကြောက်တွေဖြစ်အောင်တူးဖော်ကြသလိုရွှေမထွက်ရှိတော့တဲ့အခါကျရင်တော့အဲ့ဒီဒေသကိုစွန့်ခွာသွားတတ်ကြပါတယ်။တနိုင်းဒေသမှာနိုင်ငံရေးပဋိပက္ခတွေဖြစ်ပွားနေကလက်နက်ကင်တပ်ဖွဲ့တွေကစစ်သားစုဆောင်းရေးတွေလုပ်လာတာကြောင့်စားဝတ်နေရေးအတွက်ရွှေတူးဖော်လုပ်ကိုင်နေကြတဲ့ဒေသခံတွေဟာစစ်သားစုဆောင်းရေးမှာမပါအောင်လို့ကလေးငယ်တွေကိုလုပ်ငန်းခွင်ထဲသူတို့နဲ့အတူခေါ်လာခဲ့ကြပါတယ်။ဒီလိုရွှေတူးဖော်ရေးလုပ်ငန်းတွေမှာမိဘတွေနဲ့အတူအရွယ်မရောက်သေးတဲ့ကလေးတွေလည်းလိုက်ပါသွားတာကြောင့်ကလေးတွေရဲ့ပညာရေးဟာအခက်အခဲများစွာနဲ့ကြုံတွေ့လာရပါတယ်။